ဒါဒီ၄ရက်ကွက်မှာမိတ်တိတ်ချက်စီခဲ့တယ်နောက်ပြီးတော့ဒီ2ရက်ကွက်မှာပေါ့နော်ဒီ2ရက်ကွက်မှာဒီမှာစတယ်ဒီမှာ2ရက်ကွက်ကိုမိရှုချက်စီခဲ့2ရက်ကွက်ဒါဆိုရင်ဒီအခုဒီနေရာကစတာပြောတာဟုတ်ကဲ့ဒီနေရာစပါဒါဆိုရင်ခင်ဗျားလောက်ခဲ့တဲ့နေရာတွေတစ်ချက်လောက်ကြပြီဟုတ်ဒီမှာပေါ့ဒါကတော့လက်ရှိဒီဟာကတော့ရက်ကွက်နှစ်ဟိုလမ်းမဖုံးကြောင်လမ်းဖြစ်ပါလမ်းမဖုံးကြောင်လမ်းဖြစ်ပါဒီမှာလည်းသူအလားတူပဲအရင်ရှေ့မှာအဖွဲတွေပဲဒီကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ဒီလက်နက်ကိုင်ဟိုတင်နန်းပေးထားတဲ့ကလားတွေနဲ့ဒါဒီနေရာတွေကနေပြီးတော့စတင်ပြီးတော့မှဒီမိရှုခဲ့တာဒါထက်ကျွန်တော်အမင်းကြီးစိတ်ခိုင်းခဲ့ရတယ်ဒီမှာထပ်ပြီးတော့မိရှုခဲ့တာဒီမြင်တွေ့ရတဲ့ဒီနေသားတွေဒီနေသားတိုင်းဘိုးဘတောက်လျှောက်ပေါ့ဟိုဖုံးကြောင်နားပြီးတော့ရှိနေတယ်ဖုံးကြောင်နားပြီးတော့ရှိနေတယ်ဒါဒီမှာပြီးသွားဒီမှာလည်းဟိုကလိုပဲမိရှုဆက်စည်းကားတဲ့အချိန်မှာပဲဒီမှာရှိတဲ့ကလားဆိုမှကလားတွေရတယ်ပြီးတော့ပါလားပစ္စည်းတွေလာပြီးတော့တဲတာရှိတယ်ပြီးသွားလို့ရှိရင်သူတို့လာပြီးတော့မီးရှို့ဖျက်ဆီးတာတွေကြီးကြဖျက်ဆီးတာတွေရှိခဲ့တယ်နော်ဒီအဲ့ဒီအနေထားတွေကြောင့်ဒီမှာလက်ရှိမြင်တွေ့နေရတဲ့ပစ္စည်းနေတဲ့အနေထားတွေဖြစ်ဒီ2ရက်ကွက်မှာကအင်ဂျီဒီလောက်မင်းတော့ပစ္စည်းခဲ့ရတယ်ဒီလိုခင်ဗျားတို့မီးရှို့ခဲ့လို့2ရက်ကွက်မှာကတော့ကျွန်တော်တို့ကဒီတောက်လျှောက်ဆိုလို့ရှိရင်ကျွန်တော်ခမန်းကြီးရတော့အင်ဂျီ50 60ကျော်မယ်ထင်တယ်ခင်ဗျ50 60ကျော်တော့ရှိဒီတောက်လျှောက်မှာဒါတော့ကျွန်တော်ခဏလောက်ခဲ့တဲ့တဝိုက်ဒီလူလေးပဲဒီဒါပါပဲကျွန်တော်ပတ်ဝန်းကျင်ဒီခင်ဗျားလောက်ခဲ့တဲ့ဒီပတ်ဝန်းကျင်လေးပဲရှိဟုတ်ကဲ့ဘယ်နဲ့လဲအဒီဒီမှာကျန်နေတဲ့မိတော်မယားဟာရောသူတို့ကစိတ်ကြိုက်သူဆိုင်ဒီပါလေလာချွေယူတာတွေဒါတူဒီမုခကောက်တာတွေပဲဆောင်းနေသူတို့ကဆောင်းရခဲ့တဲ့အနေအထားရှိတယ်ဒါလည်းကျွန်တော်ခုနပြောသလိုပဲရခိုင်တပ်တော်နေကျွန်တော်တို့ ਨੇ ဖြစ်နေတဲ့ဒီထိုးစစ်အချိန်ကိုလူမျိုးရေးပဋိပက္ခအတွင်နဲ့ဒါဟိုစစ်ပွဲကိုရပ်တန့်စေဖို့ဒါမှမဟုတ်လည်းသူစစ်ပွဲကိုတိုက်စစ်အောင်ရပ်တန့်စေဖို့ ਨੇ ဒီလမ်းကြောင်းကိုလွဲစေဖို့အတွက်ဒါဟိုရည်ပြီးတော့ဒီခြေချဒါရွာမှုဘူမီခြေချရွာမှုကနေပြီးတော့တစ်ဆင့်ဒါကျွန်တော်တို့ဒါထိခိုင်းပြီးတော့မှလက်ရှိလည်းဒီကျွန်တော်တို့လုပ်ခဲ့တဲ့အခြေအနေမှာလည်းဒီလုံးနဲ့ဒီဟိုဘက်မှာ350နှစ်ရှိမှာပေါ့ဒီဘက်မှာလည်းဟိုဘူဆိုင်ရင်းကျော်အဖွဲ့ရှိနေပြီးနောက်ဒီဗျူဟာကွန်မန်ဒိုအဖွဲ့တွေနဲ့ဒီကလားလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းစည်းပြီးတော့မှကလားလက်နက်ကိုင်အဖွဲ့တွေကပေါင်းစည်းတော့ဒါဟိုဘက်မှာလည်းဆက်ပြီးမီးရှို့ဖြတ်ပြီးတဲ့အခြေအနေတွေလည်းရှိပါ